တရုတ်နိုင်ငံနန်းနင်းမြို့ကိုရောက်ရှိနေတဲ့နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောသည်စက်တင်ဘာလ15ရက်နေ့ကရှိုဂျိုးမြို့ရှိရှိုဂျိုးစက်မှုပြတိုက်နဲ့ဝူလင်းမော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံကိုတွားရောက်လေ့လာခဲ့ကြပါတယ်။နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောနဲ့အဖွဲ့သည်မျက်နှာမြင့်ရထားဖြင့်နန်းနင်းမြို့မှာရှိုဂျိုးမြို့ကိုရောက်ရှိပြီးထိုးမတဆင်မော်တော်ယာဉ်များဖြင့်ရှိုဂျိုးစက်မှုပြတိုက်သို့တွားရောက်၍ရှိုဂျိုးတပ်မှုသမိုင်းကြောင်းပြကန်းဂေယဗေယဆိုင်ရာပြကန်းနှင့်လုပ်ငန်းများပြကန်းတို့တွင်ခင်းကျင်းပသထားတဲ့1920ခုနှစ်မှာစတင်အသုံးပြုခဲ့သည့်ထင်ရှားသောရှေးအောင်စက်မှုပစ္စည်းများနှင့်အတူအခြားပြကန်းတို့ကိုကြည့်ရှုလေ့လာပြီးသိရှိလိုသည့်များကိုမေးမြန်းဆွေးနွေးခဲ့ကြပါသည်အလားတူရှိုဂျိုးမြို့ရှိဝူလင်းမော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံတွင်မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံ၏တမိုင်းကြောင်းနှင်းလိုက်ထုတ်လုပ်လျက်ရှိတဲ့ကားမျိုးအစားထုတ်လုပ်ပြီးကားများကိုဈေးကွက်တင်ရောင်းချမှုတို့ကိုကြည့်ရှုလေ့လာခဲ့ကြပါတယ်ထို့နောက်2019ခုနှစ်မှာစတင်၍ EV မော်တော်ယာဉ်များစတင်ထုတ်လုပ်နေမှုများ AI Operation Center နဲ့ထုတ်လုပ်ထားတဲ့မော်တော်ယာဉ်များရဲ့အရေးအသွေးကြန့်ခိုင်မှုလုံခြုံမှုတို့ကိုကြည့်ရှုလေ့လာ၍နိုင်ငံတော်ဝန်ကြီးချုပ်မှသိရှိလိုသည့်များကိုမေးမြန်းဆွေးနွေးခဲ့ပါတယ်ရှင်။